ယနေ့ခေတ်မှာ Android တွေ iOS တွေဆိုပြီးတော့ဖုန်းလောကမှာနှစ်ပိုင်းခွဲခြားလာပါတယ်အခုလိုမျိုးဖုန်းလောကနှစ်ပိုင်းမပိုင်းခင်ကျွန်တော်တို့တွေအရင်တုန်းက keypad ဖုန်းတွေခလုတ်တွေအများကြီးနဲ့ဖုန်းတွေကိုပဲအသုံးပြုခဲ့ရဖြစ်ပါတယ်ခင်ဗျားတို့အခုလက်ရှိကင်ထားတဲ့ smartphone တွေအားလုံးတီထွင်ခဲ့တဲ့လူက programmer တယောက်လည်းမဟုတ်သလိုဖုန်း engineer တယောက်လည်းမဟုတ်ပါဘူးဒါပေမဲ့သူကလူသားတွေအကုန်လုံးနားလည်တဲ့လူသားတယောက်ပဲဖြစ်ပါတယ်အဲ့ဒီလူသားကတော့ American လူမျိုးနဲ့ Arab လူမျိုးတို့ကနေပြီးတော့ဆင်းသက်လာတဲ့လူတယောက်ပဲဖြစ်ပါတယ်အဲ့ဒီလူကတော့ကျွန်တော်တို့အားလုံးသိကြတဲ့ Steve Jobs ပဲဖြစ်ပါတယ်ဟုတ်ပါတယ် Apple ကိုတီထွင်ခဲ့တဲ့ Steve Jobs က California ပြည်နယ် San Francisco မြို့မှာစတင်ပြီးတော့မွေးဖွားခဲ့ပါတယ် Steve Jobs ရဲ့အဖေက Arab လူမျိုးတယောက်ဖြစ်ပြီးတော့နာမည်ကလည်း Adopt Farrell Gently ဆိုပြီးတော့အမည်ရပါတယ်အမေကတော့ American လူမျိုးတယောက်ဖြစ်ပြီးတော့နာမည်က Joey Shivel လို့အမည်ရပါတယ်သူတို့နှစ်ဦးစလုံးဟာမိဘအရင်နေဖြစ်ကြပေမဲ့လက်မထက်ရသေးတာကြောင့် Steve Jobs မိဘမဲ့ကေယာမှာစောက်ရှောက်ခံနေနဲ့ထားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ Bob Jobs လို့ခေါ်တဲ့ကားပြင်ဆရာနဲ့ Clara Jobs လို့ခေါ်တဲ့စင်းကိုင်တို့က Steve Jobs ကိုမွေးစားခဲ့ပါတယ်။ Steve Jobs တယောက်လူမန်းသိလာတဲ့အချိန်မှာတော့အဲ့ဒါကကျွန်တော်ကိုစွန့်ပစ်ခဲ့တာမဟုတ်ဘူး။ရွေးချယ်မွေးဖွားခဲ့တာဆိုတဲ့စကားကိုအမြဲတမ်းပြောခဲ့ပါတယ်။ Steve Jobs ကဒီပညာပိုင်းတွေဘယ်လိုစိတ်ဝင်စားရလဲဆိုရင်သူဟာကလေးဘဝတွေက California ပြည်နယ်ထဲမှာရှိတဲ့ Los Angeles လို့ခေါ်တဲ့နေရာလေးမှာနေခဲ့တာဖြစ်ပါတယ်။အခုအချိန်မှာတော့အဲ့ဒီ Los Angeles လို့ခေါ်တဲ့နေရာလေးကို Silicon Valley ဆိုပြီးတော့လူသိများလာခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီ Silicon Valley ဆိုတဲ့မြို့လေးက Engineering နဲ့ပတ်သက်တာတွေ Electronic နဲ့ပတ်သက်တာတွေနဲ့ပဲပြည့်နှက်နေတဲ့မြို့လေးတစ်ခုဖြစ်ပါတယ်။ Steve Jobs ရဲ့အဖေကိုယ်တိုင်ကလည်းကားတွေပြင်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဒီတော့မွေးသားအဖေဖြစ်တဲ့ Bob Jobs ကနေပြီးတော့ Steve Jobs ကိုအမြဲတမ်းပြောနေကြစကားတစ်ခုရှိပါတယ်။အဲ့ဒါကတော့စက်ပစ္စည်းတွေရဲ့မမြင်ရတဲ့အတွင်းပိုင်းနေရာတွေကိုပါအကောင်းဆုံးလုပ်ရမယ်ဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ်။စကားမဆက်ပြောရရင်ဒီအတွေးခေါ်တွေကြောင့်ပဲ Steve Jobs က Apple ရဲ့ design မှာ philosophy ဆန်ခဲ့တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ software တွေကပါထူးခြားပြီးတော့ unique ဖြစ်နေတာမဟုတ်ပဲအတွင်းပိုင်းက motherboard တွေ camera တွေကပါလှပတည်တတ်နေတာဖြစ်ပါတယ်။ဒီတော့ဆက်ပြောရရင် Steve Jobs ကအတန်းထဲမှာလည်းစာရမ်းတော်ပြီးတော့ college က IQ စမ်းသပ်မှုတွေမှာပါအောင်မြင်ခဲ့လို့အတန်းတွေတောင်မှပဲကြော်တက်ခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။အဲ့ဒီလိုမျိုး smartphone လောကကိုခဲထားစေခဲ့တဲ့ Steve Jobs ကြီးရတယ်။တစ်ချိန်က college ဆက်မတက်နိုင်လို့ drop out လုပ်ခဲ့ရပါတယ်။ drop out လုပ်ရတယ်ဆိုတာကကျောင်းသားကိုယ်တိုင်ကမွဲပြကြနေရလို့ပြောတာမဟုတ်ဘူး။ Steve Jobs ရဲ့မွေးသားအဖေနဲ့အမေဖြစ်တဲ့ Bob Jobs နဲ့ Clara Jobs တို့ကအစိုးရဝန်ထမ်းတွေမဟုတ်တဲ့အတွက်ကြောင့် Steve Jobs ကကျောင်းထောက်ပံ့ခြင်းကိုဆက်လက်ပြီးတော့မရတော့တာကိုပြောတာ။ကံကောင်းတယ်ပဲပြောရမလားတော့မသိဘူး။အဲ့ဒီကျောင်းကနေထွက်ပြီးတော့ calligraphy ဆိုတဲ့သင်တန်းကိုသူဆက်ပြီးတော့တက်ခဲ့သေးတယ်။ calligraphy ဆိုတဲ့သင်တန်းကစလုံးပုံစံတွေ pound shape တွေအထူအပါးဖြစ်တဲ့ stroke weight တွေဒါတွေကိုသင်ပေးတာလှပမှုနဲ့စီးမင်းကြမှုတွေကိုအခြေခံပြီးတော့အမှုပညာဆန်တဲ့စာရေးမှုပုံစံကိုလေ့လာတာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးအခရာစလုံးတွေကိုပုံစံလှလှပပနဲ့ဖန်တီးနိုင်တဲ့အတွက်ကြောင့် logo တွေ poster တွေ invitation စာဆောင်တွေ religious cultural touch တွေမှာအသုံးများပါတယ်။အဲ့ဒီတုန်းက Steve Jobs က calligraphy သင်တန်းကိုမတက်ခဲ့ဘူးဆိုရင်ဒီနေ့အချိန်မှာ Windows Modern App web font တွေမှာလှပတဲ့စကားလုံးတွေ